အားလုံးမင်္ဂလာပါဒီနေ့ကကျွန်တော် Sufa ပေါ့နော် Sufa ဆိုတာကျွန်တော် Chinese calligraphy လို့ခေါ်တယ်ဒီတိုင်းကားတွေမှာဆိုတွေ့ရလေးရှိတယ်เนาะကျွန်တော်ဒီမှင်နဲ့ရေးတဲ့ဟာပေါ့နော်စုပ်တန်နဲ့ရေးတဲ့ဟာလေးကိုကျွန်တော်အားလုံးကိုဘူးစုရရအောင်ဒီမှာကျွန်တော်နမူနာလေးရေးပြပေးမယ်ပေါ့နော်မရေးတာတော့ကြာပြီအဲ့တော့နည်းနည်းလေးတော့စလုံးလေးတော့အလှမှာတော့မဟုတ်ဘူးပေါ့နော်ဟိုကျွန်တော်နောက်ဆုံးရေးထားတာကကျောင်းပြီးတဲ့အချိန်ဆိုတော့10နှစ်လောက်တော့ရှိပြီ10နှစ်လောက်ရှိပြီဆိုတော့ခုပြန်ပြီးတော့တစ်ချိန်ပြန်ပြီးတော့စမ်းရေးကြည့်မှာပေါ့နော်အားလုံးအတွက်โอเคအဲ့တော့စမ်းကြည့်အောင်အဲ့တော့ဒီစလုံးကကျွန်တော်တို့幸福的福ဆိုတဲ့ဟာကိုရေးကြည့်အောင်เนาะ幸福ဆိုတော့ပျော်ရွှင်တာsorryစိတ်ချမ်းသာရတာစိတ်ပျော်ရွှင်ရတာပေါ့โอเคစရအောင်ဒီစလုံးလည်းနည်းနည်းလေးတော့အချိုးလေးမညီတော့ဘောเนาะအဲ့တော့နောက်တစ်လုံးတစ်ချက်ပြန်ရေးကြည့်အောင်တော့ရေးချင်းရှိတဲ့လူကပို့ပြီးတော့လက်ရေးကပိုလာတယ်ဒီစလုံးကနည်းနည်းလေးပို့ပြီးတော့အချိုးကျသွားတာပေါ့နော်နောက်တစ်လုံးထပ်ရေးကြည့်အောင်အဲ့တော့ဒီထဲမှာကြည့်ရလူထဲမှာ Sufa ကိုကောင်းကောင်းလေးရေးတဲ့လူတော့ပါလိမ့်မယ်အဲ့တော့ကျွန်တော်ခွင့်လုပ်ပေးပါโอเคအဲ့တော့ရေးတဲ့အချိန်မှာသူကထက်အောက်ပဲညာပေါ့နော်ညီတယ်ဆိုရင်ဒီစလုံးပိုလာတယ်အော်ဒီသုံးလုံးထဲမှာဆိုရင်အလဲကဟာလေးကတော့ပို့ပြီးတော့အချိုးကျတာပေါ့နော်ဒါရင်းရင်းနဲ့သူကကိုယ့်လက်ကကျင့်သားရတယ်လေပို့ပြီးတော့လက်ရေးလာတဲ့ဟာလေးရေးထွက်မှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုမှာတော့ကျွန်တော် full ဆိုတဲ့စလုံးလေးကိုအစမ်းရေးပြထားတာပါအဲ့တော့ဒီထက်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အသေးစိတ်ထပ်ပြီးတော့ YouTube မှာလည်းလေ့လာလို့ရတယ်သူရဲ့တင်ထောက်ကိုပစ္စည်းလည်းကျွန်တော် online ကနေအလွယ်တကူဝယ်လို့ရတယ်တရုတ်စာကိုရောင်းတဲ့ဆိုင်တွေမှာတစ်စုံလုံးဝယ်လို့ရတယ်ပေါ့နော်အဲ့မှာအသေးစိတ်လေ့လာလို့ရတယ်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်ပြီးတော့လေ့လာပေါ့နော်တချို့ကျတော့ဒီတရုတ်စာကိုတော်တော်လေးစိတ်ဝင်စားတဲ့လူသူတို့ရဲ့ရိုးရာကိုပါသိချင်တယ်ဆိုရင်တော့ဒါလေးတွေလေ့လာတာကကိုယ့်အတွက်ပို့ပြီးတော့အထောက်အကူဖြစ်တယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်ရှက်ရှက်သားကြ US မှာရှိတဲ့တရုတ်စာတန်းကိုအသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ TikTok ကနေဆိုရင် contact us ကနေဆက်သွယ်လို့ရသလိုကျွန်တော် TikTok bio မှာပေးထားတဲ့ account ကနေပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ပြီးတော့ Facebook ကြည့်နေတဲ့သူတွေဆိုရင်တော့ Facebook page ရဲ့ Messenger နေသဖြင့်အသေးစိတ်စုံစမ်းမေးမြန်းလို့ရပါတယ်